Hello everyone ဒီတစ်ခေါက်မှာတော့မင်းကဒီကောင်စစ်လေးထိုးပြပါဆိုတဲ့ညီမလေးအတွက်ရောလိုက်ပြီးတော့ထိုးမယ်ဆိုတဲ့ချစ်ထိုးတော့ပေါ့နော်ကောင်စစ်လေးထိုးပြလိုက်ပါတယ်ချီလေးကတော့ပိုလီအိတ်ပလိုင်းကိုသုံးထားရပေါ့နော်ချက်တဲ့ဒူပလိုင်းဆက်ချီလေးကိုသုံးလို့ရပါတယ်ဒီကောင်စစ်ခွန်းလေးကတော့နည်းနည်းပြော့တယ်လို့ခံစားရလို့နှစ်ကြိုးပို့ပြီးတော့မှထိုးပါမယ်ရှင်အရင်ဆုံးဒီခေါင်းစီကြိုးလေးထဲမှာရာဘာခွင်းလေးထဲမှာတိုင်တူလေး64တိုင်းထိုးပါမယ်တိုင်တူလေးတွေ64တိုင်းဖြည့်သွားရင်တော့ရှက်ကော်လေးနဲ့လာပြီးတော့ဆက်လိုက်ပါမယ်ပြီးရင်တော့နောက်တစ်တန်းတက်ဖို့အတွက်မင်းတို့ချိန်လေးတစ်ခုထိုးလိုက်မယ်ပေါ့နော်ပထမဆုံးချိန်ပေါက်လေးထဲမှာတိုင်တူလေးတစ်ထိုင်ထိုးပါမယ်ပြီးရင်တော့ချိန်လေး3ခုထိုးပါမယ်နော်အခြေကဖုန်မီလေးထဲမှာတစ်ပေါက်ကျော်ပြီးတော့မှဒုတိယမြောက်ချိန်ပေါက်လေးမှာတိုင်တူလေးတစ်ထိုင်ထိုးပါမယ်ပြီးရင်တော့ဖုန်မီ5ခုဒီတစ်ခေါက်မှာတော့ချိန်ပေါက်ကလေးတွေကို5ခုကျော်ပြီးတော့မှ6ခုမြောက်မှာတိုင်တူတစ်တိုင်းထိုးပါမယ်ဖုန်မီ12ခုမီလေး12ခုထိုးပြီးသွားရင်တော့ချိန်တစ်ပေါက်ကျော်ပြီးတော့ဒုတိယပေါက်မှာတိုင်တူလေးတစ်တိုင်းထွက်ပြီးတော့ထိုးပါမယ်ပြီးရင်တော့ဖုန်မီလေး5ခုထိုးပါမယ်ချိန်ပေါက်ကလေး5ပေါက်ကျော်ပြီးတော့6ခုမြောက်မှာတိုင်တိုလေးတစ်တိုင်းထပ်ပြီးတော့ထိုးပါမယ်ပြီးရင်တော့ချိန်3ခုထပ်ထိုးပြီးတော့တစ်ပေါက်ကျော်မှာတိုင်တိုလေးတစ်တိုင်းနဲ့ဆက်လိုက်ပါမယ်နော်ဒီအတိုင်းလေးပဲ4ချိန်တစ်ပတ်ထိုးသွားမှာပေါ့နော်
ဒီဆက်မှာဆိုရင်တော့ဒီတကွက်စာပုံစံကဖွမီ3ခုနဲ့တကုံ5ခုနဲ့တကုံ17ခုတကုံပြီးရင်ဒီဘက်တစ်ချက်မှာ5ခုတကုံနဲ့3ခုတကုံပေါ့နော်အဲ့လိုပုံစံလေးတွေရှိပါမယ်အဲ့ဒါမျိုးလေး4ခုရပါမယ်ဒီဘက်ပြည့်သွားပြီဆိုရင်တော့အစမှာရှက်ကော်လေးနဲ့လာပြီးတော့ဆက်လိုက်မယ်ပေါ့နော်ပြီးရင်တော့နောက်တစ်တန်းထိုးဖို့အတွက်ဒီကွင်းလေးထဲမှာချင်းတို့မှုထိုးခဲ့တဲ့ကွင်းလေးထဲမှာပေါ့နော်အရင်ဆုံးရှက်ကော်လေးတစ်ခုအရင်ထိုးမယ်ပြီးရင်တော့နောက်တစ်ဆင့်တက်ဖို့အတွက်ချင်း4ခုထိုးပါမယ်နောက်ချင်း4ခုထိုးပြီးတဲ့အခါမှာမင်းတို့2ရက်တိုင်ရှည်ထိုးမယ်ပေါ့နော်2ရက်တိုင်ရှည်ထိုးတဲ့အခါမှာအခုလိုတစ်ခါတည်းမဟုတ်ဘဲနဲ့ဒီကျိုးလေးကို2ခါရစ်ပေးရမယ်ပေါ့နော်အဲ့မှာ2ခါရစ်ပြီးတဲ့အခါမှာမင်းတို့ကပထမတစ်ခါဒုတိယတစ်ခါနဲ့တတိယတစ်ခါဆိုပြီးတော့မှခြေ3ခါထိုးရပါမယ်အဲ့လိုတိုင်ရှည်လေးတွေ3ရက်တိုင်ရှည်လေးတွေကို8တိုင်ထိုးပေးရပါမယ်ခြေလေးကို2ခါရစ်လိုက်မယ်ပြီးရင်ပထမတစ်ခါခြေထုတ်မယ်နောက်တစ်ခါခြေထုတ်မယ်3ချိန်မြောက်ခြေထုတ်ပေးရပါမယ်ဒီစစ်မှာကစုပေါင်း2ရက်တိုင်ရှည်က9တိုင်ရှည်မှာပေါ့နော်အမေတို့ကပထမဆုံးအဆင့်ဖြစ်တဲ့အတွက်ဒီမှာကတိုင်ရှည်အစားဖွမီ4ခုနဲ့အစားထိုးလိုက်တယ်ပေါ့နော်ဒါကြောင့်မလို့ဖွမီ4ခုနဲ့တိုင်ရှည်8တိုင်နဲ့စုပေါင်း9ခုရှိပါမယ်ရက်တိုင်ရှည်လေး9တိုင်ထိုးပြီးသွားပြီဆိုရင်တော့နော်ချင်းလေး5ခုထိုးပါမယ်ပြီးရင်တော့ဒီဘက်ချင်း7ခုထိုးခဲ့တဲ့ခွင်းလေးထဲမှာတိုင်ရှည်လေး3တိုင်ထိုးပါမယ်2တိုင်3တိုင်တိုင်ရှည်3တိုင်ထိုးပြီးသွားရင်ဖွမီလေး5ခုပြန်ပြီးတော့ထိုးပါမယ်ပြီးရင်တော့အဲ့ဒီခွင်းထဲမှာပဲတိုင်ရှည်လေး3တိုင်ထပ်ပြီးတော့ထိုးမယ်ပေါ့နော်အဲဒါဆိုအဲ့ဒီချင်း7ခုခွင်းထဲမှာတိုင်ရှည်3တိုင်ချင်း5ခုတိုင်ရှည်3တိုင်အဲ့လိုပုံစံလေးရှိပါမယ်ပြီးရင်တော့ချင်းလေး5ခုထပ်ထိုးပြီးတော့မှနောက်ထပ်2ရက်တိုင်ရှည်9တိုင်ဆက်ထိုးရမှာပေါ့နော်အခုတိုင်းလေးပဲဆက်ပြီးတော့မှတပတ်ပြောင်ထိုးသွားမယ်ဆိုလို့ရှိရင်ဒီ2ရက်တိုင်ရှည်9တိုင်အစုလေး4ခုရပါမယ်
နောက်ဆုံးမှာတော့ချိန်လေး9ခုထိုးပြီးသွားပြီဆိုရင်တော့အစမှာရှက်ကော်လေးနဲ့လာပြီးတော့ဆက်လိုက်ပါမယ်နော်ဖိုမီတစ်ခုရဲ့ထိပ်မှာရှက်ကော်လေးနဲ့လာပြီးတော့ဆက်ပါမယ်ဒါဆိုရင်တော့ဒီတစ်တန်းပြီးသွားပါပြီအမင်းတို့နောက်တစ်တန်းတက်ဖို့အတွက်ဖို့မီလေး9ခုထိုးမယ်ပေါ့နော်တိုင်2ရက်တိုင်ရှည်အတွက်ဖို့မီလေးခုရဲ့ဖို့မီတစ်ခုချဖို့ရေစုစုပေါင်း9ခုထိုးပါမယ်ပြီးရင်တော့2ရက်တိုင်ရှည်လေးတွေတိုင်ထိပ်ပေါ်မှာတစ်ထိုင်စီလိုက်ပြီးတော့ထိုးမယ်2ရက်တိုင်ရှည်တစ်ထိုင်ဖို့မီတစ်ခု2ရက်တိုင်ရှည်တစ်ထိုင်ဖို့မီတစ်ခုအဲ့ဒီအတိုင်းလေးပဲစုစုပေါင်း9တိုင်လုံးစာအတွက်ထိုးပါမယ်2ရက်တိုင်ရှည်လေးတွေစုစုပေါင်း9တိုင်ထိုးပြီးသွားပြီဆိုရင်တော့ဖုန်မီလေး9ခုထပ်ပြီးတော့ထိုးပါမယ်ပြီးရင်တော့ဒီတိုင်ရှည်3တိုင်ထိုးထားတဲ့ပထမဆုံးတိုင်လေးပေါ်မှာတိုင်တိုလေးတစ်တိုင်ထိုးပါမယ်နောက်ထပ်ဖုန်မီလေး9ခုထိုးပါမယ်ပြီးရင်တော့တတိယမြောက်တိုင်ပေါ်မှာတိုင်တူလေးတစ်တိုင်ထိုးပါမယ်နောက်ထပ်ဖုန်မီလေး9ခုဖုန်မီ9ခုထိုးခဲ့တဲ့ခွင်းလေးထဲမှာတိုင်တူလေးတစ်တိုင်ထိုးပါမယ်နောက်ထပ်ဖုန်မီလေး9ခုထပ်ပြီးတော့ထိုးမယ်နော်ပြီးရင်ခုနကဒီခွင်းလေးထဲမှာပဲတိုင်တိုလေးတစ်ထိုင်ပေါ့နော်အဲ့တော့ဒီခွင်းလေးထဲမှာတိုင်တိုလေး2ခါချိန်မိမယ်ပေါ့နော်ပြီးရင်တော့ဖုန်မီလေး9ခုထိုးပြီးတော့မှအစောဆုံးကတိုင်တိုလေးပေါ်မှာတိုင်တိုလေးတစ်တိုင်ထိုးမယ်နောက်ထပ်ဖုန်မီလေး9ခုထိုးပြီးတော့မှနောက်ဆုံးတိုင်လေးပေါ်မှာတိုင်တိုလေးတစ်တိုင်ထိုးပါမယ်ဒီတစုမှာဆိုလို့ရှိရင်ဒီဖုန်မီ9ခုအကုန်လေးတွေစုစုပေါင်း9ခုရမယ်ပေါ့နော်နောက်တန်းဒီမှာလည်းဒီနေရာမှာဒီလိုပုံစံလေးအတိုင်းပဲ9ခုအကုန်လေးတွေရမယ်ပေါ့နော်ပြီးရင်တော့ဖုန်မီလေး9ခုထိုးပြီးတော့မှ2ရက်တိုင်ရှည်လေးတွေသွားပြီးတော့ထိုးပါမယ်အောက်မှာရှိနေတဲ့2ရက်တိုင်ရှည်လေးတွေပေါ်မှာတိုင်ရှည်လေးတစ်ထိုင်ဖုန်မီလေးတစ်ခုချ2ရက်တိုင်ရှည်လေးတစ်တိုင်ပေါ့နော်ဒီအတိုင်းလေးပဲစုစုပေါင်း9ခုရပါမယ်လူမျိုးလေးတစ်ပတ်ထိုးသွားမယ်ဆိုလို့ရှိရင်တော့ပုံစံတူလေး4ခုရပါမယ်
ဒါလေးကတော့ဒီစစ်မှရမယ့်ပုံလေးပါအဲ့တော့နောက်ဆုံးမှာဖွင့်ပြီးလေ9ခုထိုးပြီးပြီဆိုလို့ရှိရင်တော့ပထမဆုံးထိုးခဲ့တဲ့ဒီဖွင့်ပြီးလေ9ခုပေါ့နော်အဲ့တော့9ခုတွေကမှ4ခုမြောက်နေရာလေးမှာအမေတို့ရှက်ကောလေးနဲ့လာပြီးတော့ချိတ်လိုက်မယ်ဆိုလို့ရှိရင်တော့ဒီအတန်းလေးကပြီးတော့ပါပြီမင်းတို့နောက်တန်းကကြတော့ဒီတာရဲ့ထိတ်ကနေစမှာမဟုတ်ဘဲနဲ့ဒီခွင်းလေးတွေကစမှာဖြစ်တဲ့အတွက်နေရာလေးရွှေ့လို့ရအောင်အဲ့ဒီခွင်းလေးထဲမှာရှက်ကော်လေးအရင်ဆုံးတစ်ခုအရင်ထိုးလိုက်မယ်ပေါ့နော်အဲ့ဆိုရင်နေရာလေးကဘေးကိုရွှေ့သွားပြီပေါ့နော်အဲ့ချိန်မှာဆိုရင်နောက်တန်းတက်ဖို့အတွက်ဖွင့်မီလေးတစ်ခုပြီးရင်အဲ့ဒီထဲမှာပဲတိုင်တိုလေးတစ်တိုင်းတိုင်တိုလေးထိုးပြီးပြီဆိုရင်တော့ဖွင့်မီလေး3ခုထိုးပြီးတော့နောက်ဘေးကကွက်ကလေးထဲမှာတိုင်တိုလေးတစ်တိုင်းဒီတိုင်းလေးပဲဒီအကုန်းလေးတွေနေရာရောက်ပြီဆိုလို့ရှိရင်တော့ဖွင့်မီလေး3ခုပြီးရင်နောက်တစ်ခွက်မှာတိုင်တိုလေးတစ်တိုင်းအဲ့ဒီအတိုင်းလေးပဲဒီအစ်စ်မှာဆိုလို့ရှိရင်တော့အကုန်းလေးတွေကစုစုပေါင်း9ခုရပါမယ်အခုလိုမျိုးအကုန်းလေး9ကုန်းထိုးပြီးသွားပြီဆိုလို့ရှိရင်တော့နောက်ထပ်ဖွင့်မီလေး9ခုထိုးပါမယ်ဖွင့်မီလေး9ခုထိုးပြီးတော့ဟိုဘက်မှာထိုးထားတဲ့ဒီဖွင့်မီ9ခုခွင်းလေးထဲမှာပေါ့နော်အဲ့ဒီခွင်းလေးထဲမှာပဲတိုင်တိုလေးနဲ့သွားပြီးတော့ချိန်လိုက်မယ်ပြီးရင်ဖွင့်မီလေး9ခုပြီးရင်တိုင်တိုတစ်တိုင်းအဲ့ဒီပုံစံလေးအတိုင်းပဲဒီမှာ9ခုရမယ်ပေါ့နော်စုစုပေါင်းဒီထိတ်ကွက်ကိုရောက်တဲ့အခါမှာတော့အဲ့ဒီကွက်ကလေးထဲမှာပဲတိုင်တိုလေးက2ခါရှိမယ်ပေါ့နော်နောက်ထပ်ဖွင့်မီလေး9ခုထိုးပြီးတော့အဲ့ဒီအကွက်ထဲမှာပဲတိုင်တိုလေးကဆက်ပြီးတော့ထိုးပါမယ်ပြီးတော့ရင်တော့ပုံမှန်တိုင်းပဲဖွင့်မီ9ခုနောက်တစ်ခွင်းမှာတိုင်တိုလေးတစ်တိုင်းအဲ့လိုမျိုးလေးနဲ့ဒီနေရာရောက်တိုင်းမှာအဲ့လိုပုံစံလေး9ခုကုန်းလေးတွေရပါမယ်ချိန်9ခုအကုန်လေးတွေပြီးသွားပြီဆိုရင်တော့နောက်ထပ်ချိန်လေး9ခုနဲ့ပတ်တန်နောက်တစ်ခွက်ထဲကိုရောက်သွားမှာပေါ့နော်အဲ့ချိန်မှာဆိုရင်လည်းဒီအကွက်ကလေးထဲမှာပဲတိုင်တိုလေးတွေထိုးပြီးတော့ဖွင့်မီလေး3ခုတိုင်တိုတစ်တိုင်းဖွင့်မီ3ခုတိုင်တိုတစ်တိုင်းအတိုင်းပဲဒီအကုန်လေးတွေကစုစုပေါင်း9ခုရမှာပေါ့နော်ဒီဆက်မှာဆိုလို့ရှိရင်ဖွန်မီ9ခုသုံးထားတဲ့ဒီတောင်းကအကုံလေးတွေရယ်ဖွန်မီ3ခုနဲ့ဒီရက်တောင်ပေါ်ပတ်တန်လေးပြောမလားနက်တိပတ်တန်ပြောမလားเนาะအဲ့ဒီပုံမှာရှိရဲ့ပုံလေးတွေရယ်အကုံလေးတွေရယ်ဒါလေးတွေကိုတစ်ခွက်စီလှည့်ပြီးတော့မှသွားမှာပေါ့နော်ဒါပေမဲ့အပေါ်မှာလည်းပတ်တန်လေးတွေကိုလိုက်ပြီးတော့မှရေးပေးထားပါတယ်ပတ်တန်လေးကြည့်ပြီးတော့မှထိုးတတ်တယ်ဆိုရင်လည်းအဲ့ဒီမှာလိုက်ပြီးတော့ကြည့်ထိုးလို့ရပါတယ်เนาะဒီစရဲ့နောက်ဆုံးမှာတော့ဖွန်မီလေး9ခုထိုးပြီးရင်ပထမဆုံးတိုင်တိုလေးပေါ်မှာရှက်ကော်လေးနဲ့လာပြီးတော့ဆက်ပါမယ်ပြီးရင်တော့ဒီကုန်းလေးကိုနေရာလေးရွှေ့ချင်တာဖြစ်လို့ရှက်ကော်လေးအရင်ထိုးလိုက်မယ်ပြီးရင်တော့နောက်တစ်ထပ်အတွက်ဖွန်မီလေးတစ်ခုပထမဆုံးကွင်းလေးထဲမှာတိုင်တိုလေးတစ်တိုင်ထိုးမယ်ပြီးရင်တော့ဒီအစင်လေးတွေရဲ့ထုံစံအတိုင်းပဲ
ဖွန်မီလေး3ခုတိုင်တိုလေးတစ်တိုင်ဖွန်မီ3ခုတိုင်တိုလေးတစ်တိုင်နဲ့ဒီအဆင့်မှာဆိုလို့ရှိရင်တော့အကုန်းလေးတွေစုစုပေါင်း6ကုန်းရပါမယ်ပြီးရင်တော့ဖွန်မီလေး5ခုထိုးပြီးတော့မှဟိုဘက်ပထန်ကွက်ကလေးကိုစီးသွားမယ်ပေါ့နော်ဖွန်မီလေး5ခုထိုးပြီးသွားရင်ပထမဆုံးခွင်းလေးထဲမှာတိုင်တိုလေးနဲ့လာပြီးတော့ချိန်မယ်ပြီးရင်နောက်ထပ်ဖွန်မီလေး5ခုထိုးမယ်တိုင်တိုလေးနဲ့လာချိန်မယ်ပေါ့နော်အဲ့တော့ဒီပုံစံတိုင်းလေးပါပဲဒီအဆင့်လေးကတော့ဒီပုံစံနဲ့လေးပဲထိုးရမှာပါထိပ်ဆုံးခွင်းလေးထဲမှာကတော့ဖွန်မီလေး2ခုထိုးရမယ်ပေါ့နော်အဲ့ဒီတိုင်းလေးပဲဒီဟာလေးကိုတစ်ပတ်ပြည့်အောင်ထိုးသွားလို့ရပါမယ်တစ်ပတ်ဖြစ်သွားတဲ့အခါမှာတော့ရှက်ကော်လေးနဲ့လာပြီးတော့ဆက်လိုက်ပါမယ်ပြီးရင်တော့ခွင်းလေးထဲမှာရှက်ကော်လေးတစ်ခုထိုးမယ်ဖွန်မီလေးတစ်ခုထိုးပြီးတော့မှတိုင်တိုလေးတစ်တိုင်နဲ့စားလိုက်မယ်ပေါ့နော်ပြီးရင်တော့ဖွန်မီလေး3ခုနဲ့နောက်ထပ်တိုင်တိုလေးတစ်တိုင်ထိုးပါမယ်ဒီဆက်မှာတော့စုစုပေါင်းအကုန်းလေးတွေက5ခုရပါမယ်နော်ဒီမှာလည်းအောက်ကအစင်းနေနဲ့အတူတူပါပဲပြောင်းသွားတာဆိုလို့ဖွန်မီ3ခုအကုန်းလေးတွေကဒီမှာတစ်ခုလျော့သွားပြီးတော့မှ5ကုန်းဖြစ်သွားတယ်ပေါ့နော်ဖွန်မီ5ခုအကုန်းလေးထောင်လေးမှာရှိတဲ့ဖွန်မီ5ခုအကုန်းလေးကတော့အတူတူပါပဲဒီတန်းလေးတစ်ပတ်ဆက်ထိုးသွားရင်ရပါပြီ
အဲ့တော့ထုံးစံတိုင်းပဲတဒန်းပြီးသွားတဲ့အခါမှာတော့မင်းတို့တစ်ချိကထိတ်ဆုံးကတိုင်တိုလေးမှာရှက်ကော်လေးနဲ့လာပြီးတော့ဆက်မယ်ပြီးရင်ခွင်းလေးထဲမှာရှက်ကော်တစ်ခုထိုးမယ်ဖွန်မီလေးတစ်ခုတိုင်တိုလေးတစ်ခုပြီးရင်တော့ချင်းလေး3ခုနဲ့နောက်တစ်ခုထဲမှာနောက်တစ်ကုန်းထဲမှာတိုင်တိုလေးတစ်တိုင်းဖွန်မီလေး3ခုတိုင်တိုလေးတစ်တိုင်းဒီလိုထိုးမယ်ဆိုရင်တော့ဒီအစစ်မှာစုစုပေါင်းအကုန်းလေးက4ခုရှိပါမယ်အကုန်းလေး4ခုထိုးပြီးသွားရင်တော့ဖွန်မီလေး9ခုထိုးပြီးတော့ဘက်ကိုဆက်ပါမယ်ဒီဆက်မှာကတော့ဒီပိုင်းလေးမှာတော့ပုံမှန်အတိုင်းပဲဖွန်မီလေး5ခုတိုင်တိုလေးတစ်တိုင်းနဲ့အရင်ပုံတန်းလေးတွေအတိုင်းပဲဆက်ပြီးတော့ထိုးသွားရင်ရပါပြီစုစုပေါင်းဒါမျိုးလေးတစ်ပတ်ပေါ့နော်တစ်ပတ်4ခုထိုးလိုက်ရင်ရပါပြီနော်တပတ်ပြည့်ပြီဆိုရင်တော့နောက်ဆုံးမှာဖွန်မီလေး9ခုထိုးပြီးတော့မှပထမဆုံးတိုင်တိုလေးကိုရှက်ခေါ်နဲ့လာပြီးတော့ဆက်ပါမယ်ပြီးရင်တော့ခွင်းလေးထဲမှာရှက်ခေါ်လေးတစ်ခုဖွန်မီလေးတစ်ခုချင်းလေးတိုင်တိုလေးတစ်ခုထိုးပြီးသွားရင်နောက်ထပ်ဖွန်မီ3ခုနဲ့တိုင်တိုလေးတစ်ခုပေါ့နော်ဒီအစစ်မှာကတော့အကုန်းလေးက3ခုရပါမယ်ပြီးရင်တော့ဂျားထဲကဖွန်မီလေးက9ခုထိုးပေးရပါမယ်နော်ဒီလိုမျိုးလေး3ကုန်းရပြီဆိုလို့ရှိရင်ဖွန်မီလေး9ခုထိုးပါမယ်9ခုထိုးပြီးသွားရင်တော့ဟိုဘက်မှာတော့ပုံမှန်လေးအတိုင်းပဲဆက်ပြီးတော့ထိုးသွားရင်ရပါပြီအဲ့တော့ဒီစစ်မှာလည်းပုံမှန်တိုင်းမှာပဲဖွန်မီလေး9ခုထိုးပြီးရင်တော့ဒီမှာရှက်ကော်လေးနဲ့လာပြီးတော့ဆက်မယ်ပေါ့နော်ဒီစစ်မှာကတော့အရောင်လေးပြောင်းမှာဖြစ်တဲ့အတွက်ချီလေးဖြတ်လိုက်ပါမယ်
ဒီမှာတော့အနီရောင်ချီလေးကိုတုံးပြီးတော့မှခွင်းလျှောလေးအရင်လုပ်လိုက်မယ်ဒီခွင်းလျှောလေးကိုဖွမီ3ခုရှိတဲ့ခွင်းလေးထဲမှာလာပြီးတော့မှချိန်မယ်ပေါ့နော်အဲ့တော့ဒီထဲမှာတိုင်ရှည်လေးအစားဖွမီလေး3ခုထိုးပါမယ်ပြီးရင်တော့ဒီဘက်ကခွင်းလေးတွေထဲမှာတိုင်ရှည်တစ်ဝက်ကလေးတွေထိုးမယ်ပေါ့နော်မင်းတို့က3ခုစုပြီးတော့ထုံမှာဖြစ်တဲ့အတွက်တိုင်ရှည်တစ်ဝက်ကလေးတစ်ခုနောက်ထပ်တစ်ခုစုစုပေါင်းဖွမီအပါအဝင်3ခုပေါ့နော်နောက်ထပ်တစ်တိုင်အဲ့တော့3တိုင်လောက်ပြည့်သွားရင်တော့စုပြီးတော့မှထုတ်လိုက်ပါမယ်ပြီးရင်တော့ဖွမီလေးတွေ15ခုထိုးပါမယ်ဖွမီ15ခုထိုးပြီးသွားရင်တော့ဒီ9စုနေရာမှာတော့ပုံမှန်လေးအတိုင်းပဲတိုင်တိုလေးတစ်တိုင်ဖွမီလေး9ခုတိုင်တိုလေးတစ်တိုင်ပုံမှန်အတိုင်းလေးပဲထိုးသွားမယ်ပေါ့နော်မီ15ခုထိုးပြီးသွားရင်တော့နောက်ထပ်ဒီကုန်းလေး3ကုန်းထဲမှာတိုင်ရှည်လေး3တိုင်ကိုတဝက်စီထိုးမယ်ပေါ့နော်ခုနကလိုဖွမီထိုးစရာမလိုတော့ပါဘူးအဲ့တော့တိုင်ရှည်လေး3တိုင်ကိုတဝက်စီထိုးပြီးတော့မှ3တိုင်ပြည့်တဲ့အခါမှာသာစုပြီးတော့ထုတ်ပါမယ်နော်ဒီတိုင်ရှည်လေး3တိုင်ကထိတ်ကလေးမှလာပြီးတော့စုနေတဲ့ပုံစံလေးဖြစ်သွားပြီပေါ့နော်ပြီးလို့ရှိရင်တော့ဖွမီလေး15ခုထိုးပြီးတော့မှပုံမှန်လေးအတိုင်းပဲဆက်ပြီးတော့မှတစ်ပတ်ပြည့်အောင်ထိုးသွားမယ်ဆိုရင်တော့ဒီစင်လေးပြီးသွားရင်မင်းတို့ဒီခေါင်းစည်းခွင်းလေးကအချမ်းလေးပြီးသွားပြီပေါ့နော်နောက်ဆုံးမှာတော့ဖွမီ15ခုထိုးပြီးသွားပြီဆိုရင်တိုင်3တိုင်စုထားတဲ့ထိတ်ကလေးမှလာပြီးတော့ချက်ကော်လေးနဲ့ဆက်လိုက်ပေါ့နော်ပြီးရင်တော့ဖွမီလေးတစ်ခုထိုးပြီးတော့မှခြေလေးဖြတ်လိုက်လို့ရပါပြီရှင်ခေါင်းစည်းခွင်းလေးကိုဒီတိုင်းလေးပဲသုံးရင်လည်းရပြီပေါ့နော်ဒါပေမဲ့ဒီမူလခေါင်းစည်းခွင်းထိုးပြထားတဲ့ထဲလေးမှာတော့သီးကလေးတွေပါသေးရပေါ့နော်ချယ်ရီသီးလေးတွေပါသေးတယ်ချယ်ရီသီးလေးကိုတော့မင်းနောက်ဗီဒီယိုလေးမှာထပ်ပြီးတော့ထိုးပြပါမယ်နော်